ရိုနိုင်းနိုင်ငံသည်ဘော်နီယိုကျွန်း၏မြောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိပြီးအာရှတိုက်တွင်အင်အားအကြီးဆုံးသောနိုင်ငံငယ်တစ်ခုဖြစ်သည်ဘရိုနေသမိုင်းကြောင်းသည်ရာစုနှစ်ပေါင်းများစွာရှည်လျားပြီးယဉ်ကျေးမှုကုန်သွယ်ရေးနှင့်နိုင်ငံရေးအရာထင်ရှားသောနိုင်ငံတစ်ခုဖြစ်ပါသည်ဘရိုနိုင်းနိုင်ငံကတော့ခုနှစ်ရာစုခန့်မှစတင်ခဲ့ပြီးထိုစဉ်ကအိန္ဒိယယဉ်ကျေးမှုနှင့်ဗုဒ္ဓသာသနာရောက်ရှိလာခဲ့တာကိုတွေ့ရမှာပါ14ရာစုအစောပိုင်းကာလတွေမှာတော့ဘရိုနိုင်းနိုင်ငံဟာမလေးကမ်းရိုးတန်းဒေသတွင်အင်အားကြီးသောကုန်သွယ်ရေးနိုင်ငံအဖြစ်ထွန်းကားခဲ့သည်15ရာစုမှ19ရာစုအတွင်းမှာဆိုရင်ဘရိုနေနိုင်ငံဟာဘော်နီယိုကျွန်း၏အင်ပါယာကြီးအဖြစ်ထွန်းကားခဲ့ပြီးမလေးကျွန်းစုနှင့်ဖိလစ်ပိုင်တို့အထိဩဇာလွှမ်းမိုးမှုကိုခံခဲ့ရပါတယ်1521မှာတော့ပေါ်တူဂီလူမျိုး Ferdinand Magellan ရဲ့ခရီးစဉ်ဟာဘရူနိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီးဥရောပသားများနှင့်ပထမဆုံးဆက်သွယ်မှုရရှိခဲ့တာလည်းဖြစ်ပါတယ်19ရာစုနှစ်တွေမှာတော့ဗြိတိရှားတို့ရဲ့လက်အောက်သို့ရောက်ရှိခဲ့ပြီး1888ခုနှစ်မှာတော့ဘရူနိုင်းနိုင်ငံဟာဆိုရင်ဗြိတိရှားအဆောင်ရှောက်ခံနိုင်ငံဖြစ်လာခဲ့ပါတယ်20ရာစုအရောက်မှာတော့ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ကိုတွေ့ရှိပြီးနောက်ဘရူနိုင်းနိုင်ငံရဲ့စီးပွားရေးဟာအရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ပါတယ်။တထေအင်984ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဘရူနိုင်းနိုင်ငံဟာဗြိတိရှားတို့ထံမှလွတ်လပ်ရေးရရှိခဲ့ပြီးဆူလာတန်ဦးဆောင်သောနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။လက်ရှိဘရူနိုင်းနိုင်ငံဟာဆူလာတန်ဟာဆန်လိုဘောခဲမှအုပ်ချုပ်ပြီးစီးပွားရေးတွင်ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ပေါ်အဓိကမိခိုနေသောနိုင်ငံဖြစ်လာခဲ့ပါတယ်။ဘရူနိုင်းနိုင်ငံရဲ့လူဦးရေအများစုကေတာမလေးလူမျိုးများဖြစ်ကြပြီးအစ္စလမ်ဘာသာကိုအဓိကကိုးကွယ်ကြပါတယ်။နိုင်ငံတော်ဘာသာဖြင့်အစ္စလမ်ဘာသာကိုသတ်မှတ်ထားပြီးရိုးရာဓလေ့များနှင့်ခေတ်မီဖွံ့ဖြိုးရေးကိုပေါင်းစပ်ထားပါသေးတယ်။ဘရူနိုင်းနိုင်ငံရဲ့စီးပွားရေးဟာရေနံနှင့်သဘာဝဓာတ်ငွေ့တို့အပေါ်အဓိကမိခိုနေပြီးနိုင်ငံ၏တပအများစုကိုထိုကဲ့သို့အရင်မြစ်ကန်တာမှရရှိကြပါတယ်။နိုင်ငံသားများရဲ့အခမဲ့ပညာရေးကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြားလူမှုဖူလုံရေးအစီအမံများကိုခံစား권လည်းရှိပါသေးတယ်။ဘရူနိုင်းနိုင်ငံဟာသမိုင်းကြောင်းအရကျွယ်ဝပြီးယဉ်ကျေးမှုနှင့်စီးပွားရေးအရာထင်ရှားသောနိုင်ငံငယ်တစ်ခုဖြစ်တယ်ဆိုတာကိုလက်ခံကြရမှာပါပဲ။